ကဘာဖလားဘာဖြစ်လို့၄နှစ်မှတစ်ခါလောက်ရလဲကွာဘာဖြစ်လို့လဲမင်းကဘောလုံးပွဲကြည့်ရဝါသနာပါတယ်ပေါ့ဒါဘောကောင်ကဘောလုံးပွဲကြည့်ချင်နေတာဖြစ်နိုင်ရင်ကတစ်နှစ်ကိုတစ်ခေါက်လောက်ငါကြည့်ချင်တယ်ကွာအဲ့လိုတော့လုပ်လို့မရဘူးလေကွာကဘာဖလားဆိုတာကပရိသတ်ပေါင်းလူဘီလီယံနဲ့ချီပြီးတော့အားပေးကြတာအဲ့ကြောင့်မလို့နေ့တိုင်းလုပ်လို့မရဘူးဘာလို့မရမှာလဲကွာမင်းတကယ်မသိရလားဘလို့အချိန်တွေရှိရလဲကွာအဲ့ဆိုငါပြောပြမယ်မင်းနားထောင်โอเคပြောကွာငါနားထောင်မယ်ကဘာဖလားကိုနေ့တိုင်းလုပ်လို့မရဘူးဆိုတဲ့အကြောင်းရင်းတွေရှိတယ်ကွာပထမတစ်ချက်က FIFA အဖွဲ့ဝင်နိုင်ငံတွေက200ကျော်တယ်ကွာနိုင်ငံ200ကျော်ကဒီကဘာဖလားကိုရှင်ပြိုင်ဖို့အတွက်သူတို့ရဲ့တိုက်တွေရဲ့ like သူတို့ခြေစစ်ပွဲတွေကျင်းရတယ်ကွာဒီပွဲတွေကကလပ်ဘောလုံးရာသီကြားမှာနေ့နဲ့ချီပြီးတော့ကြားတယ်ဒါကြောင့်မလို့ဒီကဘာဖလားကိုနေ့တိုင်းလုပ်ဖို့အဆင်မပြေဘူးအော်အဲ့လိုလားနောက်တစ်ချက်ကကစားသမားတွေဘောလုံးသမားတွေကဒီကလပ်အသင်းတွေအတွက်ပွဲပေါင်းများစွာကိုသူတို့ကစားရတယ်သူတို့ပွဲတွေအများကြီးကျင်းရတဲ့အတွက်ကြောင့်မလို့အကယ်၍ကဘာဖလားကိုတစ်နေ့တစ်ခါပြုလုပ်မယ်ဆိုရင်သူတို့အတွက်အရန်ကိုမှတန်ရာရနိုင်ခြင်းများမယ်သူတို့လည်းအရန်ပြင်မယ်သူတို့လည်းစွမ်းဆောင်ရည်တွေကျနိုင်တယ်ပြီးတော့လည်းအင်ရှင်နိုင်ငံတွေကကဘာဖလားပွဲအကြီးကြီးကိုဖြစ်မြောက်ဖို့အတွက်သူတို့ဟာဆိုရင်အားကစားကွင်းတွေကိုပြင်ရတယ်အဲ့ဒီမှာဆိုရင်အားကစားကွင်းကိုပြင်ရတဲ့ဇရိတ်တွေပစ္စည်းတည်ယူပို့ဆောင်ရေးတွေကတစ်နေ့တည်းနဲ့ဘလို့မှအချိန်မလောက်ဘူးအဲ့ဒါကြောင့်မလို့သူတို့ဟာဆိုရင်ဒီကစားကွင်းတွေကိုအကောင်းဆုံးဖြစ်အောင်အချိန်တွေအများကြီးပေးပြီးတော့ပြင်ဆင်ထားရတယ်အော်ဒါလည်းဟုတ်တာပဲနော်နောက်ဆုံးအရေးကြီးတဲ့တစ်ခုကဘာလဲဆိုရင်ဘယ်ရမဆိုရှားပါးလေပူပြီးတော့တန်ဖိုးကြီးလေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကဘာဖလားကို၄နှစ်မှတစ်ခါပြုလုပ်တဲ့အတွက်ကြောင့်မလို့တစ်ကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေကအရန်ကိုမှရင်ခုန်လှုပ်ရှားစွာနဲ့ဒီပွဲကိုအားပေးကြတယ်ဒါကြောင့်မလို့ World Cup ဆိုတာကကမ္ဘာအကြီးဆုံးဘောလုံးပွဲအနေနဲ့အခုချိန်ထိရပ်တည်နေတာဖြစ်တယ်အေးကွာမင်းပြောရတယ်ဟုတ်တယ်ကဲငါပြောရတယ်မင်းအခုမမိလားငါ့အကုန်ပြန်ပြောပြကွာမင်းပြောရတယ်ငါမမိပြီကွာနော်ပထမတစ်ချက်ကသူတို့ကခြေစစ်ပွဲတွေကျင်ရတယ်ဒီ၄နှစ်တော့တွင်းမှာနောက်တစ်ချက်ကကျတော့ဘောလုံးသမားတွေရဲ့တမ်းမာရေးအတွက်ပေါ့နော်နောက်တစ်ချက်ကကျတော့လေဒီအင်ရှင်တွေကတို့တွေပြင်ဆင်ရတဲ့အပိုင်းလေးတွေရှိတယ်နောက်ဆုံးတစ်ချက်ကကျတော့ဘယ်ရာမဆိုပေါ့နော်လွယ်လွယ်ကူကူမရဘူးဆိုပြီးတော့ပို့ပြီးတော့တန်ဖိုးကြီးတယ်ပေါ့နော်ကျေးဇူးပဲကွာမင်းပြောတော့ငါအခုသိသွားပြီနောက်ထပ်အမင်းဗာမေးချက်ရှိသေးလဲငါတော့ဘာမှသိချင်တာမရှိတော့ဘူးကွာဒါပေမဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့သူကဘောလုံးနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိတယ်ဆိုရင် comment ထဲမှာငါမေးခိုင်းလိုက်မယ်ကွာပြီးရင်မင်းဖြေပေးမလားโอเคကွာငါဖြေမယ်ကွာကဲအခုဗီဒီယိုကြည့်နေတဲ့သူတွေနောက်ထပ်ရောသိချင်တာတွေရှိရင်ဒီ comment ထဲမှာရေးခဲ့ပါဒီဘေးဖြေပေးမှာဖြစ်ပါတယ် bye bye